Hello ဆရာမညာဘက်ကောင်းရှုံရင်လေဖြတ်နိုင်လားဆရာမဘယ်သူကတော့ပေါ့နော်ညာဘက်ရေချိုးလိုက်တာမနေ့ကျတော့လေဖြတ်သွားတယ်ညာဘက်ရေမချိုးအောင်လေဖြတ်တက်တယ်ဆိုပြီးပြောကြရပေါ့နော်အဲ့တော့ညာဘက်ရေချိုးတာကတကယ်ပဲလေဖြတ်နိုင်လားဆိုတာကိုကျမတို့ကြည့်ကြည့်ရအောင်ညာဘက်ရေချိုးတာကတကယ်ပဲလေဖြတ်တက်လားဆိုတာကိုပြောဖို့အတွက်ဆိုလို့ရှိရင်လေဖြတ်တာကဘာကြောင့်ဖြစ်ရလဲဆိုတာကိုအရင်ဆုံးရှင်းပြပေးမယ်ပေါ့နော်လေဖြတ်တာကတကယ်တမ်းကျတော့အုံနောက်ထဲကိုသွေးမလျှောက်လို့ပဲလေဖြတ်တာဖြစ်ပါတယ်အုံနောက်ထဲကိုသွေးမလျှောက်တာကအုံနောက်သွေးကြောပေါက်တာကြောင့်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်အုံနောက်သွေးကြောပိတ်လို့ပဲဖြစ်ဖြစ်သွေးမလျှောက်တာမျိုးဖြစ်တတ်ပါတယ်ဘယ်လိုလူတွေမှာအဖြစ်များလဲဆိုလို့ရှိရင်သွေးတို့ယောဂမထိန်နိုင်နေသူတွေစီးချိုယောဂမထိန်နိုင်နေသူတွေသွေးထဲမှာကိုလက်စထရောအဆီဓာတ်တွေမထိန်နိုင်နေသူတွေများနေတဲ့သူတွေရယ်ပြီးတော့ကြတော့ဆလိပ်အရက်အလွန်ကျွန်းတောက်တုံးတဲ့သူတွေရယ်မူးယစ်ဆေးဝါးသုံးဆွဲတဲ့သူတွေရယ်နှလုံးခုန်စည်းချက်မညီတဲ့သူတွေရယ်နှလုံးယောဂရှိတဲ့သူတွေရယ်မှာဆိုလို့ရှိရင်ဒီယောဂတွေကဖြစ်များပါတယ်ရှင်အဲ့တော့ကြတော့ဒီအကြောင်းအရာမှာဆိုလို့ရှိရင်ပေါ့နော်ညာဘက်ရေချိုးလို့လေဖြတ်တယ်ဆိုတဲ့ဟာတော့မပဘူးပေါ့နော်ဒီအကြောင်းအရာတွေကဆိုလို့ရှိရင်ဖြင့်ကျမတို့နိုင်ငံတကာမှာရှိတဲ့ဒီလေဖြတ်ယောဂပညာရှင်တွေရဲ့အုံနောက်အာရုံကြောထူးဆရာဝန်တွေရဲ့ပြောပြထားတာပဲဖြစ်ပါတယ်လေဖြတ်တာနဲ့ညာဘက်ရေချိုးတာနေရပေါ့နော်တိတ်ပံနေကြဆက်ဆက်တာတော့မတွေ့ရသေးပါဘူး။ဒါကြောင့်မလို့ညာဘက်ရေချိုးတာကိုပဲတတိထားပြီးတော့ကာကွယ်နေမယ်ဆိုလို့ရှိရင်လေဖြတ်ယောဂအတွက်အရန်ကိုအန္တရာယ်များပါတယ်။လေဖြတ်ယောဂကိုဖြစ်စေတဲ့ပေါ့နော်သွေးတူယောဂတို့ဒါမှမဟုတ်လို့ရှိရင်စီးချိုယောဂတို့သွေးတွင်းအဆီဓာတ်များတဲ့ဟာတွေကိုဆရာဝန်နဲ့တေချာတိုင်ပင်စစ်ဆေးပြီးတော့ကြတော့ဆေးတောက်တာမျိုးကျန်းမာရေးပုံမှန်စစ်ဆေးတာမျိုးလုပ်သင့်ပါတယ်။ဒါကြောင့်မလို့ညာဘက်ရေချိုးတာကိုပဲရှောင်နေပြီးတော့စီးချိုသွေးတို့ယောဂါကိုတေချာမထိမ့်သိမ့်နိုင်ဘူးဆိုလို့ရှိရင်တော့လေဖြတ်မှာပဲဖြစ်ပါတယ်။ဒါအပြင်လေဖြတ်တာကိုသိတယ်ဆိုလို့ရှိရင်ပေါ့နော်အိမ်မှာပဲကုသမနေသင့်ပါဘူး။လေဖြတ်တာကိုသိချင်းမှာဆေးရုံအမြန်သွားရကုသသင့်ပါတယ်။လေဖြတ်တဲ့ယောဂလက္ခဏာတွေစပေါ်လာတဲ့အချိန်ပထမဆုံးတနာရီကိုကျမတို့က golden hour လို့ခေါ်ပါတယ်။အဲ့ဒီအချိန်တွင်းမှာဆေးရုံကိုချက်ချင်းသွားရောက်ပြီးတော့ဆေးကုသမှုခံယူရဲဆိုလို့ရှိရင်တော့ကျမတို့ကအုံနောက်ကိုထိခိုက်ပျက်စီးတာတွေကိုပို့ပြီးတော့ရောနေစေနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေဖြတ်တဲ့ယောဂလက္ခဏာတွေစပေါ်လာတာနဲ့ပေါ့နော်ဆေးရုံဆေးကန်းကိုချက်ချင်းသွားပြီးတော့အုံနောက်သွေးကြောပေါက်တာလားအုံနောက်သွေးကြောပိတ်တာလားဆိုတာကိုစစ်ဆေးမှုခံယူပြီးတော့ကုသမှုတွေခံယူသင့်ပါတယ်ရှင်။ဒါကြောင့်မို့လို့ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ညဘက်ရေချိုးတာကိုပဲအရင်ကြောက်နေကြပါနဲ့လို့သွေးတို့စီးချိုထိန်မှုကပို့ပြီးတော့အရေးကြီးရဆိုတာကိုပြောပြချင်ပါတယ်ရှင်။